Mind Convey Ultrasonic Cycle System လေးနဲ့မိတ်ဆက်ပေးကြပါတယ် Harmonic Cable လို့သိများတဲ့ Ultrasonic Cycle System Energy Device လေးပဲဖြစ်ပါတယ်ဒါလေးရဆိုလို့ရှိရင်တော့ဖြစ်သူ့မှာ power မဲ့ accessory လေးတွေပါ power cord ပါမယ် transducer ပါမယ်ပြီးလို့ရှိရင်တော့သူနဲ့တွေ့တော့မရှိရလေးတွေပေါ့နော်ရှိရလေးရဆိုလို့ရှိရင်360 230 140 mm ဆိုပြီးတော့မိမိ operation နဲ့ကိုက်ညီမဲ့အမျိုးအစားမျိုးရွေးချက်သုံးပြုနိုင်ပါတယ်ဆက်ရနောက်မှာဆိုလို့ရှိရင်တော့ပြ power cord ပါမယ်ဒါ full switch drive နဲ့ပေါက်တွေပါမယ်ပြီးတော့လို့ရှိရင် USB သုံးပြုတဲ့ပေါက်လေးတွေပါပါမယ်အခုစတာ power cord ကို join ပြထားတာပေါ့နော်ပြီးတော့လို့ရှိရင်ဒါဆို transducer နဲ့ cable နဲ့ကိုတစ်ချက် join ပြထားပါတယ်အနီးစက်ပုံမှန်တိုင်းအနီးစက်လေးတူတဲ့နေရာထိုးထည့်ပေးဖို့လိုပါတယ်ဒါကတော့ရှီယာလေးပဲဖြစ်ပါတယ်သူရှီယာလေးကိုဒါ rotating lever လေးတက်ပုံတက်နေလေးပြထားပေးရပါရှီယာတစ်လေးပိတ်သွားပြီဆိုတော့မှပဲယခုလိုမျိုးဒါဖြုတ်တက်လုပ်ပေးရမှာပါနောက်မှာဆိုလို့ချင်းဒါ hand piece ကိုတက်လိုက်မယ်ပေါ့နော် hand piece ကိုတက်ပြီးတော့ hand piece ကိုလှည့်တာမျိုးမလုပ်ရပါဘူး hand piece ကိုလက်လေးနဲ့ထိန်းထားပြီးတော့ရှေ့ရ rotating lever နဲ့ပဲဒါကျက်သွားတဲ့အထိလှည့်ပေးရမှာပေါ့နော်အခုလိုကျက်သွားပြီဆိုတော့မှပဲဒါရှေ့ရ tip လေးကိုပိတ်ပြီးတော့ဖြုတ်ပေးရမှာပေါ့နော်ခုလိုတက်ပြီးသွားပြီဆိုလို့ရှိရင်ဒါကတော့ဆက်မှာ join မှာပေါ့နော်ဆက်မှာ join မယ်ဆိုလို့ရှိရင်စွမ်းနာအတိုင်းပဲအနီးစက်လေးတွေကိုပြန်ပြီးတော့ join ပေးရပါမယ်ဆက်ကို power on မယ်ပေါ့နော်ဒါဆို standby မို့ပြပြီပေါ့နော်အဲ့ဒီအချိန်မှာဆို power တစ်ချက်ပြန် on မယ်ဒါဆိုလို့ရှိရင်သူ့ရဲ့ minimum maximum နဲ့ဒါ hand piece က activate ဖြစ်တယ်ဆိုတာလေးပေါ်လာလိမ့်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကအကုန်လုံးဒါစိမ်းသွားတဲ့အထိပေါ့နော်ဒါဆိုလို့ရှိရင် hand piece ကို activate လုပ်ပေးမယ်ဒါဆို hand piece က activate ဖြစ်သွားပြီပြီးတော့လို့ရှိရင်ဒါ shear ကိုကျွန်တော်တို့ activate ပြန်လုပ်ပေးမယ်ပေါ့နော် shear ကိုသူက testing run မယ် testing run ပြီးတဲ့အခါမှာဆိုလို့ရှိရင်သူက activate လေးဖြစ်သွားမယ်ပေါ့နော်အခုလိုမျိုးအကုန်လုံး activate ဖြစ်သွားပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့ဟို silent နဲ့3ခုကအစိမ်းအောင်လေးပြောင်းသွားမယ်ဒါဆိုလို့ရှိရင်တော့ operation မှာစတင်အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ minimum maximum ပေါ့နော်ဒါဆို minimum လေးကိုသုံးပြထားတာဒါဆိုလို့ချင်းတော့ maximum လေးကိုသုံးပြထားတာပေါ့နော် minimum နဲ့ maximum ကိုလည်းသူကအတန်လေးနဲ့ပြန်ခွဲပေးထားတယ်ခင်ဗျဟိုအတန်လေးကိုနောက်ချင်းအဖြစ်လဲ minimum နှိပ်နေလား maximum နှိပ်နေလားဆိုတော့မျိုးတည်နိုင်တယ်ဒါလက်ထဲကနေပြီးတော့ပဲတခါလဲ minimum maximum နှိပ်လို့ရတယ်လို့မျိုးဆောင်းသားလိုမျိုး full switch နဲ့နောက်ကနေ join ပြီးတော့လဲ full switch နဲ့ minimum maximum နဲ့သက်ဆိုင်သုံးပြလို့ရပါတယ်ဒါကအခုစမ်းပြထားတော့ shear တော့ 140 mm shear လေးနဲ့ပါသူတက်ရှိတဲ့ shear လေးနဲ့လည်းသက်ဆိုင်သုံးပြနိုင်ပါတယ်ဒါဆိုလို့ရှိရင်တော့ power ပြန် off မယ်နောက်မှတစ်ဆင့်ထပ် off ပဲပေါ့နော်ဒါဆိုလို့ရှိရင်တော့ပြီးပါပြီခင်ဗျာ